မနက်တိုင်းဘိုက်ထန်တာဘာမှမရှိခင်စနွေးနဲ့တမယာသည့်ရောထားတဲ့ရေနွေးနွေးလေးကိုတောက်ပေးရင်တင့်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာမလဲဆိုတာပြောပြပေးမယ်နော်ဒီအချက်လက်လေးတွေကတကယ်တန်ဖိုးရှိလို့မှတ်မိအောင်အရင်ဆုံးသိမ်းထားလိုက်ပါအောင်ကဲဆက်လိုက်ရအောင်ပထမအဆုံးအနေနဲ့ကတော့တင့်မှာလှပတဲ့အသားတွေကိုပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်စနွေးရဲ့ရောင်ရဲဥကိုရော့ချစေတဲ့အာနိသင်နဲ့တမယာသီးမှာပါတဲ့ဗီတာမင်စီကြောင့်အရေပြားပြဿနာတွေကိုတက်တာစေပြီးအသားတွေကိုဝင်းပလာစေတာပါဒါအပြင်တကူလုံးမှာရှိတဲ့အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးပါသေးတယ်ဒီနှစ်ခုပေါင်းဆက်လိုက်ရင်အစွမ်းထက်တဲ့အဆိပ်ဖြေစေလို့အလုပ်လုပ်တာကြောင့်ခန္ဓာကိုယ်ထဲကမလိုအပ်တဲ့အရာတွေကိုတန့်စင်ပေးမှာဖြစ်ပါတယ်အဆိပ်အမြစ်ကွက်ခဲတာတွေကိုလည်းတက်တာစေပြီးတော့အဆိပ်ရောင်ယောဂတွေကိုပါကာကွယ်ပေးပါတယ်တေပနိကြလေ့လာမှုတွေအရဆိုရင်စနွင်းဟာကင်ဆာဆဲလ်တွေဖြစ်ပေါ်မှုကိုတားဆီးပေးနိုင်တယ်လို့သွေးသွင်းတကြားဓာတ်ကိုလည်းထိန်းညှိပေးတာကြောင့်ဆီးချိုယောဂဖြစ်နိုင်ခြေကိုလည်း short ချပေးပါတယ်။ Okay မနက်ခင်းတိုင်းဒီဖြော်ရည်လေးကိုတောက်ပေးရုံနဲ့တင့်ကျန်းမာရေးဟာအံ့ဩပဲကောင်းမွန်လာပါလိမ့်မယ်။